လိုက်လူမြင်ကွင်းမထွက်တာ9 ရက်ရှိနေပြီဖြစ်ပြီးနေပြည်တော်ရောက်ရှိနေသောရုရှားကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံပွဲရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လိုက်မှာလူမြင်ကွင်းမထွက်သည့်မှာ9 ရက်ရှိနေပြီဖြစ်ပြီးနေပြည်တော်ရောက်ရှိနေသောရုရှားကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံပွဲရှိကြောင်းနေပြည်တော်စစ်ဖက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ဇန်နဝါရီလ26 ရက်နေ့မွန်လွဲပိုင်းနေပြည်တော်တွင်မြန်မာနိုင်ငံဆိုင်ရာထိုင်းတန်အမတ်ကြီးနဲ့တွေ့ဆုံပြီးနောက်ဇန်နဝါရီလ29 ရက်နေ့မှာဖေဖော်ဝါရီလ1 ရက်နေ့အထိမင်းအောင်လိုက်မှာအစည်းအဝေးများအခမ်းအနားများမတက်ဘဲ9 ရက်ကြာလူမြင်ကွင်းမှပျောက်ကွယ်နေခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဇန်နဝါရီ29 ရက်နေ့နနက်4:30 မိနစ်ခန့်တွင် February for မြန်မာ VWN အဖွဲ့ဦးဆောင်စီမံမှုဖြင့် Nomoti Tiroshan NMT PDF အဖွဲ့ Shadow Mandalay အဖွဲ့နှင့် Infinity အညာအဖွဲ့တို့ပူးပေါင်း၍အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခအတွင်သို့109မမရှော့တိုက်တုံး9လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ3လုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ကြောင်းရှော့တိုက်တုံးများဖြင့်ပြစ်ခတ်ချိန်မင်းအောင်လှိုင်မှရေဒီယာချီရန်အတွက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခသို့ခိတတဲခုနေချိန်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါအဖွဲ့များကသတင်းထုတ်ပြန်ခဲ့ကြပါတယ်။ထို့ရတွင်နေပြည်တော်စစ်ဖက်သတင်းရှင်းမြစ်များကမင်းအောင်လှိုင်မှာပုံမှန်အတိုင်းနေပြည်တော်တွင်ရှိနေပြီးစေကောင်းဆောင်နှင့်ပတ်သက်ပြီးထူးထူးခြားခြားသတင်းထွက်လာခြင်းမရှိကြောင်းပြောဆိုကြပါတယ်။ဖေဖော်ဝါရီလ1 ရက်နေ့တွင်ရုရှားနိုင်ငံမှအစိမ့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နေပြည်တော်သို့ရုရှားအထူးလေယာဉ်ဖြင့်ရောက်ရှိလာပြီးစုစုပေါင်းလူအင်အား80ဝန်းကျင်ပါဝင်ကြောင်းရှင်းရုရှားကိုယ်စားလှယ်အဖွဲ့ကိုအကြံဖတ်မင်းအောင်လှိုင်ကယနေ့တွေ့ဆုံပွဲရှိကြောင်းသိရပါတယ်။မနေ့ဖေဖော်ဝါရီလ1 ရက်နေ့နေ့လယ်မှာရုရှားကအထူးလေယာဉ်တစ်စင်းဆိုက်ရောက်ပါတယ်။ရုရှားကိုယ်စားလှယ်အဖွဲ့ပါတယ်စုစုပေါင်းလူအင်အား80လောက်ပါတယ်နေပြည်တော်မှာဒီနေ့နဲ့မနက်ဖြန်2 ရက်လောက်နေမယ်လို့သိရတယ်ဒီနေ့တော့အဲ့ဒီရုရှားကိုယ်စားလှယ်အဖွဲ့နဲ့သူတွေ့မလားတော့မသိဘူးဟုနေပြည်တော်စစ်ဖက်သတင်းရင်းမြစ်ကပြောဆိုပါတယ်ဌာနဆိုင်ရာသတင်းရင်းမြစ်အချို့ကမှမင်းအောင်လှိုင်အနေဖြင့်ဇန်နဝါရီလ18 ရက်နေ့ရှမ်းပြည်နယ်ကျိုင်းတုံမြို့သို့စိုင်းမစင်ပုံမစင်ရုတ်တရက်တွားရောက်ခဲ့ပြီးဝစီရိတ်ဖုန်ကြီးနှင့်တွေ့ဆုံခဲ့ကြောင်းလာမယ့်မလနှင့်ဧပြီလအစိုးရအဖွဲ့အပြောင်းအလဲအတွက်စစ်ကောင်ဆောင်အနေဖြင့်လူမြင်ကွင်းမှပျောက်ကွယ်နေသောအချိန်များတွင်ရေဒီယာချေမှုပြုလုပ်ဖွယ်ရှိကြောင်းသုံးသပ်ပြောဆိုကြပါတယ်ဆက်လက်ပြီးတော်လန်ရေးကောင်းဆောင်တွေလူထုကိုတောင်းပန်ချိန်တန်ပြီလားလူထုအနေနဲ့တော်လန်ရေးအစိုးရကောင်းဆောင်တွေအပေါ်ဒီလိုပြောဆိုခြင်းနဲ့ခန်းစားချက်မျိုးဖြစ်ပေါ်လာတာဟာအလွန်လေးနက်ပြီးအကြောင်းရင်းခိုင်လုံမှုတွေရှိနိုင်ပါတယ်လက်ရှိအခြေအနေမှာပြည်သူလူထုဟာအသက်ဘဝစီးစိမ်ဥစ္စာတွေအများကြီးပေးဆက်ထားရတာကြောင့်တာဝန်ယူမှုတာဝန်ခံမှုနဲ့ပတ်သက်ပြီးမေးခွန်းထုတ်တင်နေပါပြီတော်လန်ရေးကာလကြာမြင့်လာတာနဲ့အမျှပြည်သူတွေရဲ့ပင်ပန်းဆင်းရဲဒုက္ခတွေပုံမကြီးမားလာတာပါနိုင်ငံရေးသမားတွေရဲ့ဂတိကဝတ်တွေနဲ့လက်တွေ့မြေပြင်ကရှားလက်တွေမကိုက်ညီတဲ့အခါလူတွေကစိတ်ပြတ်လာတတ်ပါတယ်။ခဏလေးနဲ့ပြီးမယ်ဆိုတဲ့မျှော်လင့်ချက်ပေးခဲ့ပေမဲ့လက်တွေမှာနှစ်ချီကြာမြင့်လာတဲ့အခါဦးဆောင်သူတွေအပေါ်အဖြစ်တင်လို့စိတ်ဖြစ်လာပါတယ်။ဒေါ်လာရေးအင်အားစုတွေအကြားခေါင်းဆောင်တွေအကြားမှာစိတ်ဝမ်းကွဲတာတွေအချင်းချင်းပွတ်တိုက်မှုတွေကိုမြင်ရတဲ့အခါပြည်သူတွေစိတ်ပြတ်ရပါတယ်။ဘုံရန်သူကိုတိုက်ခိုက်နေချိန်မှာတောင်အချင်းချင်းညှိနှိုင်းမရတာတွေကလူထုကိုအာရုံစေပါတယ်။ပြည်သူတွေကကိုထမင်းကိုစားပြီးရှိတာလေးရောင်းချပြီးထောက်ပံ့နေကြတာဖြစ်ပါတယ်။ရရှိလာတဲ့ရန်ပုံငွေတွေကိုထိထိရောက်ရောက်အသုံးချရလာဆိုတဲ့တန်တရားတွေရှိလာရင်လူထုကဒေါသထွက်တတ်ပါတယ်။ရှေ့တန်းကရဲဘော်တွေဒုက္ခရောက်နေချိန်မှာခေါင်းဆောင်ပိုင်းကတက်တောင့်တက်တာရှိနေတယ်လို့ခန်းစားရရင်ဒါဟာကြီးမားတဲ့မကျေနပ်ချက်ဖြစ်လာပါတယ်။မှာရွေးတဲ့ဆုံးဖြတ်ချက်တစ်ခုပေါ်ဆမှုတစ်ခုကြောင့်ပြည်သူတွေရဲဘော်တွေအသက်ဆုံးရှုံးရတဲ့အခါမျိုးမှာတာဝန်ရှိသူတွေကလူထုကိုတရားဝင်တောင်းပန်တာမျိုးတာဝန်ယူတာမျိုးမရှိရင်ဒါဟာနိုင်ငံရေးသမားတွေရဲ့ကျင့်ဝတ်ပိုင်းဆိုင်ရာလိုအပ်ချက်လို့မြင်ကြပါတယ်။ဗဏ္ဍာရေးကိစ္စဟာတော်လှန်ရေးကာလမှာလူထုစိတ်အပြည့်ရဆုံးနဲ့အထီးကိမခံနိုင်ဆုံးအပိုင်းလို့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီတော်လှန်ရေးရဲ့ရန်ပုံငွေအများစုဟာတထေးကြီးတွေစီကလာတာမဟုတ်ပဲတနေ့လုံးမှတနေ့စားရတဲ့ပြည်သူတွေပြည်ပရောက်ရွှေ့ပြောင်းလုပ်သားတွေနဲ့အခြေခံလူဒန်းစားတွေရဲ့ချွေးနှဲစာတွေဖြစ်နေလို့ပါပဲ။ဒေါ်လာတန်းချီဘီလီယံချီရရှိထားတယ်လို့ကြားရပေမဲ့လက်တွေ့မြေပြင်မှာဘာလက်နဲ့မှမရှိဘူး။ဘာမှထိရောက်တာမလုပ်နိုင်ဘူးဆိုတဲ့အခါဒီငွေတွေပဲရောက်သွားလဲဆိုတာလူထုကမေးခွန်းထုတ်လာပါတယ်။ဒီအတွက်တိကျတဲ့ဖြည့်ရှင်းချက်မပေးနိုင်ရင်ဒါဟာလူထုကိုစော်ကားရာရောက်ပါတယ်။ NUG ကငွေတိုက်စာချုပ်ဘွန်တွေအရာစီမံကိန်းတွေထီတွေပေးဝမ်တို့ကနေဒေါ်လာတန်ပေါင်းများစွာရရှိနေတယ်လို့တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဒါပေမဲ့မြေပြင်က PDF တပ်ရင်းတွေ LPDF ဒေသကာကွယ်ရေးတပ်တွေမှာကြီးစံတတောင်ချင်းစီအတွက်အလူခံနေရတော့ပါပဲ။ဒေါ်လာရေးကာလမှုစရင်အင်အတိအကျမပြနိုင်တာကိုနားလည်ပေးနိုင်ပေမဲ့လုံးဝအမောင်ချထားတာကိုတော့လက်မခံနိုင်ကြပါဘူး။ဘယ်ဝင်ကြီးဌာနကဘလောက်သုံးလဲကာကွယ်ရေးကိုရာခိုင်နှုန်းဘလောက်ပို့လဲဆိုတဲ့အကြံပြစရင်တို့တောင်မမြင်ရတဲ့အခါငွေတွေဟိုရောက်တယောက်နဲ့ပျောက်နေသလားဆိုတဲ့တန်တရားဝင်လာပါတယ်။ငွေရှိပေမဲ့လှုပ်ထုံးလုံကြီးတွေများလုံးလို့ရှေ့တန်းကိုငွေမရောက်တာမျိုးဖြစ်နေရင်ဒါဟာစီမံခန့်ခွဲမှုညံ့ဖျင်းခြင်းပါပဲစစ်ပွဲဆိုတာအချိန်နဲ့ရှင်းရတာပါငွေထုတ်ဖို့စာရွက်စာတမ်းအစဉ်စစ်စောင့်နေရလို့တိုက်ပွဲရှုံးသွားတာမျိုးရဲဘော်အသက်ဆုံးရှုံးရတာမျိုးရှိခဲ့ရင်ဒါဟာခွင့်လို့မရတဲ့အမှားပါဒေါ်လာရေးကိုခုတုံးလုပ်ပြီးကိုတိုးရှာနေသူတွေရှိတယ်ဆိုတဲ့အတန်တွေထွက်လာတဲ့အခါဒါကိုတာဝန်ရှိသူတွေကတိတိယောက်စစ်ဆေးအရေးယူပြီးရှင်းလင်းတင်ပြခြင်းမရှိရင်နှုတ်ဆက်နေခြင်းဟာဝန်ခံခြင်းလို့လူထုကယူဆသွားနိုင်ပါတယ်ပြည်သူတွေဟာသူတို့ဝန်စာကိုရှော့ပြီးလူဒန်းနေကြတာပါဒါကြောင့်ငွေတစ်ချက်3နိုင်ဒီငွေတွေဟာပြည်သူတယောက်ရဲ့ထမင်းတစ်လုပ်ဖြစ်တယ်ဆိုတဲ့အသိစိတ်
မရှိပဲပေါ်ဆစွာစီမံခန့်ခွဲခဲ့မယ်ဆိုရင်ဒါဟာနိုင်ငံရေးအရာတင်မကပဲလူကျင့်ဝတ်အရာပါခွင့်လို့ဖို့ခက်ခဲတဲ့အမှားမျိုးဖြစ်ပါတယ်။တော်လှန်ရေးတစ်ခုမှအရေးကြီးဆုံးကစီးလုံးညီညွတ်မှုဖြစ်ပေမဲ့ခေါင်းဆောင်တွေကြားမှာအုပ်စုကွဲတာနေရာလူတာသဘောထားကွဲလွဲမှုတွေကိုလူထုရှင်းမောက်ရောက်လာအောင်ပြုမှုတာတွေရှိနေပါတယ်။ခေါင်းဆောင်တွေမညီညွတ်တဲ့အတွက်မြေပြင်ကရဲဘော်တွေထောက်ပို့တွေကြားမှာပါရှုပ်ထွေးမှုတွေဖြစ်စေသလိုစစ်ရေးပြူဟာပိုင်းမှာလည်းဟန်ချက်မညီတာတွေဖြစ်လာစေပါတယ်။ဒီအတွက်လူထုကပေးဆက်ရတာပိုများလာပါတယ်။အချို့သောနိုင်ငံရေးခေါင်းဆောင်တွေဟာလက်တွေ့မြေပြင်ကပြည်သူတွေစစ်ပေးရှောင်တွေရဲဘော်တွေရဲ့နေစဉ်ဒုက္ခတွေနဲ့ကင်းကွာနေတယ်လို့လူထုကခံစားရပါတယ်။ငါတို့ကမြေပြင်မှာအသက်နဲ့ရင်းနေရတယ်။သူတို့ကလုံခြုံတဲ့နေရာကနေညွှန်ကြားနေတာလားဆိုတဲ့မိကွန်းထုတ်မှုတွေကခေါင်းဆောင်မှုအပေါ်ယုံကြည်မှုကိုလျော့နေစေပါတယ်။မဟာဗျူဟာအမားတွေကြောင့်နေမြေဆုံးရှုံးတာရဲဘော်တွေအသက်ဆုံးရှုံးတာတွေရှိခဲ့ရင်ခေါင်းဆောင်တွေကတာဝန်ယူပြီးရှင်းလင်းတင်ပြတာတောင်းပန်တာမျိုးနည်းနည်းပါပါတယ်။အောင်မြင်မှုရရင်သူတို့ကြောင့်လို့ပြောကြပေမယ့်ဆုံးရှုံးမှုတွေရှိလာတဲ့အခါမှာတော့လိုအပ်ချက်ရှိသွားတယ်ဆိုတဲ့စကားလောက်နဲ့ပြီးစလွယ်လှုပ်တက်ကြတာကိုလူထုကမကျင်တတ်ကြပါဘူး။တော်လှန်ရေးကာလမှာခေါင်းဆောင်ဆိုသူတွေကစံပြဖြစ်နေရမယ့်အစားအကျင့်ပြတ်ခြားစားမှုသတင်းတွေကိုကြိုးရှာမှုသတင်းတွေထွက်ပေါ်လာတာတွေဟာလူထုရဲ့ယုံကြည်မှုကိုအကြီးအကျယ်ထိခိုက်စေပါတယ်။ခေါင်းဆောင်တွေအနေနဲ့ငါတို့ဥဆောင်နေလို့ဒီလောက်ခရီးပေါက်တာလို့တွေးမဲ့အစားလူထုကဒီလောက်ထောက်ပံ့ပြီးဒီလောက်ပေးဆက်ထားတာတောင်ငါတို့ဘာလို့ဒီထက်ပိုထိရောက်အောင်မလုပ်နိုင်သေးတာလဲဆိုပြီးကိုပြန်မေးခွန်းထုတ်ပြီးလူထုကိုတောင်းပန်တဲ့အချိန်ရောက်နေပြီလို့ဆိုလိုရင်းဆက်လက်ပြီးလောင်လုံးမျိုးမှထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဒရုန်းတိုက်ခိုက်ခံရပြီးပြန်ဆုတ်ပြေးတဲ့ဆိုတဲ့သတင်းကိုကျင်းဆက်ပြီးတော့မှာဖြစ်ပါတယ်။တနင်္လာရီတိုင်းလောင်လုံးမျိုးမှထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးအင်အားစုတွေကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အထိနာပြီးပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့လောင်လုံးသမီးလိပ်ပြတပ်ဖွဲ့ကရန်နေထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ26ရက်မှာလောင်လုံးမျိုးမှစစ်ပြေးရွာရှေးပုံကျောင်းသို့စစ်ကြောင်းထိုးဖို့ဆင်းလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုဒရုန်းပုံသီး9လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့်စစ်ကြောင်းအထိနာပြီးညတွင်ချင်းပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။အဆိုပါဒရုန်းတိုက်ခိုက်မှုကိုလောင်လုံးသမီးလိပ်ပြ LLSPF လောင်လုံးမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖຫນွေဦးပြောက်ကြားတပ်ဖွဲ့ခြေသားတော်လှန်ရေးတပ် SRF ဂရိလာတဝဲမျိုးပြပြောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးဝန်ပောင်မှထွက်လာတဲ့စစ်ကောင်စီရင်တန်းကိုပြောက်ကြားပစ်ခတ်တိုက်ခိုက်စစ်ကောင်စီတပ်သား2ဦးသေဆုံးပြီး4ဦးပြင်းထန်ဒဏ်ရာရတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဇက်ကိုင်းတိုင်းရင်းမာပင်ခရိုင်စားလင်းကြီးမြို့နယ်ဝန်ပောင်ကျေးနီတောင်မှကျေးနီတွေတင်ပြီးထွက်လာတဲ့စစ်ကောင်စီရင်တန်းကိုပြောက်ကြားပစ်ခတ်တိုက်ခိုက်ခဲ့ရာ2ဦးသေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မုံရွာ Dynamite Special Task Force ကသိရပါတယ်။ဇန်နဝါရီလ30ရက်မနက်10:52မိနစ်မှာမုံရွာချောင်းဦးလမ်းပိုင်းတနေရာမှာစစ်ကောင်စီရဲ့တွဲကား28စီးတံပြားကာက8စီးနဲ့စနေဘင်ကား1စီးတို့ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကပြောက်ကြားပစ်ခတ်တိုက်ခိုက်ခဲ့တာပါအဆိုပါတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးမျက်မြင်သေဆုံးပြီး4ဦးမှဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းမျက်မြင်မိဘပြည်သူတွေရဲ့ပြောကြားချက်အရသိရတယ်လို့ဆိုပါတယ်ဒါ့အပြင်တွဲကား1စီးမှလည်းစစ်ကောင်စီရဲ့မုံရွေးတန်ဖိုးစစ်ကောင်စီအထိုင်တပ်စခန်းဒီမှာမောင်းမရတော့ပဲပျက်စီးခဲ့တယ်လို့သိရပါတယ်အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို Free Heart Army VHA မုံရွာ Dynamite SDF Children Fighter Group CFG တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းအတည်ပြုထားပါတယ်အခုလို mission တွေဆက်လက်ဖော်ဆောင်နိုင်ဖို့အတွက်လိုအပ်တဲ့လက်နက်ခဲယမ်းပိုးတွေကိုလည်းမိဘပြည်သူတွေအနေနဲ့တက်နိုင်သမျှထောက်ဖို့လှူဒန်းပေးကြဖို့အဆိုပါတပ်ဖွဲ့တွေကမြစ်တာရက်ခံချပါတယ်။ကျမတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေ့ကြပါစေရှင်။